ဒါကတော့ကိုထွန်းကိုရီးယားကိုသွားတော့ပေါ့နော်အိမ်ရမိသားစုကတိုင်လုံးပေါ့နော်အပြုံလိုက်အောင်လိုက်တမိသားစုလုံးပေါ့နော်ရန်ကုန်အထိလိုက်ပို့ခဲ့တဲ့ဘလော်လေးပဲဖြစ်ပါတယ်ကိုထွန်းကိုရီးယားကိုမရောက်ခင်ပေါ့နော်မိသားစုတစုလုံးနဲ့ဘယ်လိုမျိုးပေါ့နော်ရန်ကုန်မှာအချိန်ကုန်ခဲ့တယ်ဆိုတာကိုပြပြသွားမယ်ဘလော်လေးပဲဖြစ်ပါတယ်စိတ်ဝင်စားဆိုတော့အဆုံးထိကြည့်ပေးပါအောင်နော်အရင်ဆုံးပေါ့နော်ကိုထွန်းရဲ့အမနဲ့တူ2ယောက်ထဲပေါ့နော်ဒီ Ispaca နဲ့တူရန်ကုန်ကိုကြိုသွားနေပါတယ်နောက်ပြီးကြတော့ပေါ့နော်မိသားစုကနောက်ကနေမှကားပြတ်ငါပြီးလိုက်လာခဲ့ပါတယ်မိသားစုလုံးဆိုအများကြီးဆိုတော့ပေါ့နော်ကိုထွန်းကိုအရန်တော့ဝမ်းသာပေါ့နော်ကိုရီးယားကိုပေါ့နော်နှစ်ရှည်လာများသွားတော့မယ့်ချိန်မှာမိသားစုနဲ့တူတူစုံနေရှိရတဲ့ချိန်ကအရန်ကိုပျော်ရွှင်ရတဲ့အချိန်လေးပါပဲမျိုးသမင်းစားတဲ့အချိန်မှာလည်းပေါ့နော်ကိုထွန်းကဘေးကနေမှကြည့်ပြီးတော့ပေါ့နော်ကိုဝမ်းတော့နေရပေါ့နော်မကြခင်မှာခွဲရတော့မှာဆိုတော့လေဒါမဲ့မိသားစုကတော့ကိုထွန်းကိုပေါ့နော်ဝမ်းဝင်းပြီးတော့ကူညီပေးကြပါတယ်ဒါနဲ့ကိုထွန်းရဲ့ချစ်ရတဲ့မိသားစုနဲ့တူပေါ့နော်မတော်ခင်ရန်ကုန်မှာဈေးတွေကိုဈေးတွေပတ်လဲပေါ့နော်ဈေးတွေရှောက်လဲတယ်ဈေးတွေသွားဝယ်တယ်လိုအပ်တဲ့ပစ္စည်းဝယ်ပေါ့နော်ဝယ်ပြီးတော့အဲ့လိုမျိုးပေါ့ဖျားတွေလည်းအကုန်ပတ်ပြီးတော့ဖူးကြပါပေါ့နော်အဲ့လိုနဲ့အချိန်ကုန်သွားပြီပေါ့နော်နောက်နေ့မနက်ခင်းမှာတော့ကိုထွန်းကအစောပေါ့နော်အစောတက်လေးနဲ့သွားတာဆိုတော့အစောလေးစိတ်ကိုသွားပါတယ်လေးစိတ်ကိုရောက်တဲ့ချိန်မှာတော့ပေါ့နော်မိသားစုနဲ့စတင်ခွဲရပါတော့တယ်အဲ့လိုပေါ့နော်အဝေးရှင်မြေရ6ပေါ့နော်မိသားစုနဲ့တူအဲ့လိုမျိုးစခွဲရတာပထမဦးဆုံးဆိုတော့စိတ်ထဲမှာတော့ပေါ့နော်ဒီမြန်မာမှာတယောက်တည်းထိုင်နေရတဲ့အချိန်မှာတော့စိတ်ထဲမှာတော့စုနေရပါတော့စိတ်ထဲမှာပြောမပြတတ်အောင်ခံစားရပါတယ်ဒီလိုမျိုးပေါ့နော်လေးများစတင်ထွက်တဲ့အချိန်မှာလည်းပေါ့နော်ကိုယ့်ရဲ့မွေရဲ့မြေမြန်မာနိုင်ငံကြီးကိုပေါ့နော်အဲ့လိုမြင်နေရတဲ့အချိန်မှာအရန်ကိုလွမ်းရပါတယ်